Okay recording လေးကခုမှစရမယ်စောနာတော့ record ယူလိုက်တယ်လို့ထင်နေရတကယ်ကလေခလုတ်ကိုမနှိပ်လိုက်ဘူး Okay ပြောရရင်တော့အခုဒီနေ့ရောက်နေတဲ့ဌာနန်းနေရာလေးကနေပြီးတော့ဒီအတန်လေးကိုသွင်းတာပေါ့နော်နောက်မှာ noise တွေလည်းနည်းနည်းလေးရှိကောင်းရှိနေလိမ့်မယ်တီးခံပေးပါဦးပြောချင်တာကတော့ကိုဘဝမှာဒီနေရာမှာဒီအချိန်မှာလာမယ်လို့မစီစဉ်ထားခဲ့ဘူးဒါပေမဲ့ရောက်လာတယ်အဲ့ဒါက2025ဒီဇင်ဘာပြီးကြရပေါ့လေပြောရရင်တော့2026စကြရဲကကိုယ့်ရဲ့ live ကိုစီစဉ်တဲ့အတိုင်းဖြစ်အောင်လုပ်မယ်လို့စဉ်းစားရင်းနဲ့မှဘလို့မှလုပ်မရတဲ့obstacle ပေါ့နော်အခက်အခဲအတားအဆီးတွေဖြစ်လာတယ်အဲ့ဟာဘလို့ပဲဖြစ်ရှင်းလို့မရတဲ့ဟာပဲဖြစ်ရှင်းနေရှိမှာပါဆိုတော့ဟုတ်တယ်ရှိတယ်ဘလို့ဖြစ်ရှင်းနေလဲဆိုတော့ပတ်စံနဲ့ရှင်းရမယ်ဖြစ်ရှင်းနေပေါ့နော်အဲ့တော့အဲ့ပတ်စံနဲ့ဖြစ်ရှင်းနေကိုမရွေးဘူးဆိုရင်တော့လက်ခံလိုက်ရမယ်အနေထားလေးတွေဖြစ်လာတာပေါ့အဲ့တော့ပြောရရင်တော့ပတ်စံနဲ့ဖြစ်ရှင်းဖို့အဆင်မပြေနေတဲ့အချိန်မှာလက်ခံလိုက်တယ်မြန်မာနိုင်ငံကိုပြန်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့တကယ်ကိုပြပြသားသားဆုံးဖြတ်ပြီးတဲ့အချိန်မှာပြန်လို့မရအောင်ဆိုတဲ့ condition တစ်ခုဖြစ်သွားတယ်ခက်ခဲတယ်လက်ခံမှုဝမ်းနေတယ်ကိုမှပြန်စရာနိုင်ငံမရှိတော့ဘူးဆိုတဲ့ feeling နဲ့အဲ့ရဲ့အခြေအနေကြီးကိုလက်ခံမှုစူးစမ်းရင်းနဲ့အဆင်ပြေခြင်းအောင်ဆောင်ပြီးတော့ဆက်နေခဲ့တယ်ပေါ့နော်အဲ့တော့ Thailand မှာနေရတဲ့နေရာကလည်းတကယ်စီစဉ်ထားတဲ့နေရာမဟုတ်ဘူးဒါပေမဲ့အရန်ကိုအတွက်ကိုထင်ထားတာထက်ပိုပြီးတော့ကောင်းမွန်အဆင်ပြေတဲ့နေရာလေးဖြစ်နေခဲ့တဲ့အချိန်မှာ attach ဖြစ်တယ်ထင်တယ်ဘာလို့လဲဆိုတဲ့အခါကျတော့အဲ့ဒီနေရာလေး attach ဖြစ်နေတယ်ဆိုတဲ့စိတ်ကိုအခုဒီဘက်ရောက်တဲ့အချိန်ဗီဇာလာလျှောက်တယ်ပေါ့နော်ပြောရရင် DDP ဗီဇာလာလျှောက်ပါတယ်ရမယ်ဆိုတဲ့စိတ်နဲ့ခုနတော့ကပတ်စံပယ်နေရပဲဖြစ်ဖြစ်ပတ်စံဆိုတဲ့အချိန်မှာ DDP ဗီဇာကိုလျှောက်ဖို့ပတ်စံကိုသုံးလိုက်မယ်ဆိုတဲ့ရှိသမျှ invest လုပ်ပြီးတော့မှရွေးချယ်လိုက်တယ်ပေါ့နော်ဒီ DDP ဗီဇာနဲ့နန်းအလေဗီဇာကိုလည်းအမြဲတမ်းရွေးချယ်နေကြတာကောင်းတယ်မှာနောက်ဆုံး DDP ဗီဇာကိုပဲငါရတယ်ဆိုပြီးတော့ reject ဖြစ်မယ်ဆိုတဲ့ chance ကိုလုံးဝမတွေးထားဘူးကိုယ့်ရဲ့ profile တိကျတိစောက်ထားတယ် agent နဲ့တော့လုပ်တယ်နော်အဲ့တော့နောက်ဆုံးအတူချုပ်ပြောရရင်တော့ကိုမမျောလင့်ထားတဲ့ဟာတွေရုပ်တရက်ကြီးဖြစ်လာတဲ့အချိန်နောက်တစ်ခေါက်ပေါ့နော် Thailand ကို second home အနေနဲ့ကိုယ့်ရဲ့စိတ်ထဲမှာ Thailand မှာနေရတဲ့အချိန်က happy ဖြစ်လား unhappy ဖြစ်လားသူတို့တွေကို welcome ဖြစ်လား welcome မူလားဒါမျိုးတွေတွေးရတွေနဲ့နေပေမဲ့ထွက်မလာခဲ့အခြေအနေလေးမှာကိုယ့်အတွက်ကဖိလစ်ပင်းတငယ်ချင်းနဲ့ဖိလစ်ပင်းတို့တငယ်ချင်းနဲ့အတူတူနေရတဲ့အချိန်အရင်လွတ်လပ်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒီခံစားချက်ကလေဘယ်လိုပြောရမလဲဒီလားကိုမြန်မာတငယ်ချင်းတယောက်နဲ့နေတယ်ဆိုရင်ကိုပြောတဲ့စကားတွေသူသိနေတယ်နားလဲနေတဲ့အချိန်မှာလွတ်လပ်တာနဲ့သူ့ကိုပြောချင်တဲ့စကားတွေအချိန်ကြာမှသူနဲ့ကိုယ်နဲ့ communicate လုပ်ဖို့ English လို့ပြောရတာပေါ့လေနော်အဲ့ဒီချိန်မှာပဲတုံးရတဲ့အချိန်မှာကျန်တဲ့ချိန်တွေမှာအရင် freedom ဖြစ်တယ်ဆိုတဲ့ feeling ရယ် comfort ဖြစ်တယ်ဆိုတဲ့ feeling ရယ်နေရတဲ့နေရာလေးကပေးရတဲ့ဈေးနှုန်းနဲ့ရတဲ့ facility တွေကအရန်ကို more than expected ပေါ့နော်အဲ့ဒီချိန်မှာအဲ့ဒီဟာလေးကိုအရန်အတွေ့တာဆွဲလန်းသွားတယ်ထင်ပါတယ်ပြန်လည်းမရတော့ဘူးလဲပြောရောဝမ်းနေတဲ့အချိန်မှာခုနပြောတယ်အဓိကကလည်းပတ်စံက reject ဖြစ်တဲ့အချိန်မှာပတ်စံလည်းပြန်မရဘူးကွယ်အဲ့တော့အဲ့ပတ်စံကိုဆုံးရှုံးသွားရပြန်ပြီဆိုတော့နှမျောတဲ့စိတ်ပေါ့နော်ဒီတစ်ခေါက်မှာရောငါဘာလိုအပ်သွားလို့ငါပြင်ဆင်မှုဘာလိုအပ်သွားလို့ဒီလိုပတ်စံအလကဆုံးရှုံးတာလဲဆိုတော့ why ဆိုတဲ့ reason နဲ့ရှာနေသေးတယ်ရှာနေသေးနဲ့ပဲလက်ခံလာရတယ်ပေါ့နော်လက်မခံလို့လည်းမရအောင်အဲ့တော့ဘာဆက်လုပ်ရမလဲမသိသေးခင်မှာဒီတစ်ပတ်ဒါနန်းမှာယောဂလေ့ကျင့်ဖို့ယောဂဖြာလေးစီစဉ်ပြီးဝယ်ထားတယ်ကမ်းခြေကိုရောက်အောင်သွားမယ်ကိုကစိတ်ကိုဟင်းနှီးလုပ်သလိုမျိုးခန္ဓာကိုယ်ကိုလည်းပြန်ပြီးတော့မှ
yoga practice နဲ့ပြန်တွေ့ YouTube မှာတင်ဖို့ yoga ဗီဒီယိုလေးတွေရိုက်မယ်ဆိုတဲ့စိတ်ကူးနဲ့မနေ့က surface တက်လဲဝယ်ခဲ့ပြီပေါ့နော်အဲ့တော့အခုကတော့ဒီ Dragon Bridge နားမှာထိုင်ပြီးတော့ကိုယ့်ရဲ့ BNN ကိုရောက်လာတဲ့အချိန်မှာ within the short period မှာဖြစ်ရတဲ့ emotion အတက်အကျလောကဓာတ်အတက်အကျတွေအကုန်လုံးကိုကိုလေး reflect လုပ်ရင်းနဲ့ပြောလိုက်တဲ့သဘောပါပဲအဲ့တော့ဘဝကကိုထင်ထားတာလို့မဖြစ်တိုင်းဖြစ်တယ်လို့သွားနေရတယ်ဆိုတဲ့စိတ်နဲ့မဟုတ်ဘဲနဲ့ okay ဖြစ်လာတယ်လုံးတယ်လို့မဖြစ်ရင်ဖြစ်တယ်လို့လုံးမယ်ဆိုတော့အတွေးနဲ့ပေါ့နော်ဒါပေမဲ့ဖြစ်တယ်လို့လုံးတယ်ဆိုတာဟိုလေးပြီးရောဖြစ်တယ်လို့လုံးတာမျိုးမဟုတ်ဘူးဖြစ်လာတဲ့အခက်ခဲတွေကြုံလာတဲ့အခြေအနေတွေကိုအကောင်းဆုံးဖြစ်တယ်လို့လုံးမရမယ်ဖြစ်တယ်လို့လုံးလိုက်မယ်ဆိုတဲ့ဟာမျိုးအတွေးနဲ့အခုဒီတစ်ပတ်အတွင်းမှာရှင်းရှင်းလင်းလင်းshadow work တွေလည်းလုပ်ရမယ် relationship နဲ့ပတ်သက်ပြီး healing တွေလည်းအများကြီးလုပ်ရအောင်မယ်တယောက်တည်းနေဖို့ရွေးချယ်လိုက်တယ်ပြီးခဲ့တဲ့နှစ်မှာပေါ့နော်အများကြီးကိုယ့်ရဲ့ဒီ group period လို့ဒီနှစ်ကိုရည်ရွယ်ထားတာဖြစ်တဲ့အတွက်လောကဓာတ်ကအဆင့်သက်နေတဲ့အကြောင်းအရာတွေအများကြီးကြုံနေရတယ်လို့ပဲထင်ပါတယ်ဘာပဲဖြစ်ဖြစ်ဆက်သွားနေအောင်ပါပဲဆက်သွားချပါမယ်